သမီးကတောက်ဖို့အတွက် secret ကိုယူလိုက်တာမလား မဟုတ်မဲနင်းစီ နင်းစီမမေလိန်တာမကြိုက်ဘူးနော်သမီးကိုမမေဘာပြောထားလဲ secret ဆိုတာကလေးနဲ့မဆိုင်ဘူးလို့လေ ဟုတ်မမေပြောဖို့ပါတယ် ပြောဖို့လေဆိုရင်မမေစကားကိုဘာလို့နားမထောင်တာလဲဟမ်နင်းစီညီဘာဖြစ်လို့အဲ့လောက်တောင်ခေါင်းကြောမနေရလဲမမေက secret ကကလေးနဲ့မဆိုင်လို့မကင်နိုင်တာလေတမနင်းစီဆုံးဖြတ်ချက်ဆိုတာချပင်ပြန်ပြင်လို့မရအောင်ဆန္ဒရှိလို့ချလိုက်ရတဲ့ဆုံးဖြတ်ချက်တွေရှိသလိုညှင်းဆန်ဝင်မရှိလို့ချလိုက်ရတဲ့ဆုံးဖြတ်ချက်ဆိုတာလည်းရှိတယ်ဘလို့ဆုံးဖြတ်ချက်မျိုးပဲချကိုကရွေးချက်ပြီးသွားလို့ရှိရင်အဲ့ရွေးချက်ထားတဲ့လမ်းကောင်းကောင်းဆူဆူလက်ခံပြီးဆက်ရှောက်ရမှာပဲ